သမ္မတဒေါ်နယ်ထရန့်နဲ့အစိုးရအဖွဲ့ဝင်တွေကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့တကယ်ဖြစ်အမှန်တစ်ခုဝါရှင်တန် DC မှာဖြစ်ပွားခဲ့ပါတယ်။အင်ဂျူရောသတင်းတော်များတဲ့ညစာစားပွဲမှာအသက်32နှစ်အရွယ် Cole Thomas Allen ဆိုတဲ့သူဟာတနက်နဲ့ဝင်ရောက်အင်းနှင်းဖို့ကြိုးစားခဲ့တာပါ။လုံခြုံရေးရရှိသူကိုတော့တနက်နဲ့ပြစ်ခတ်ခဲ့တဲ့အထိအခြေအနေကဖြစ်နိုင်ခဲ့ပါတယ်။ဒီလူကတာမန်သူတယောက်မဟုတ်ပါဘူး။သူကအချိန်ပိုင်းဆရာတယောက်ဖြစ်သလိုဗီဒီယိုဂိမ်းရေးဆွဲတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့စာတိုတွေထဲမှာသူ့ကိုသူ Friendly Federal Assassin လို့အမည်ပေးထားပြီးသမ္မတကိုလုပ်ကြံဖို့ကယ်လီဖိုးနီးယားကနေဝါရှင်တန်အထိရထားနဲ့တကူတကလာခဲ့တာပါ။သူ့မိသားစုစီကိုပို့ခဲ့တဲ့စာတွေထဲမှာတော့ခွင့်လွှတ်ဖို့မမျှော်လင့်ပါဘူးလို့ရေးသားထားပါတယ်။သူညီမဖြစ်တဲ့သူအဆိုအရသူဟာနိုင်ငံရေးအရအဆုံးရောက်ဖြစ်လာပြီးတနက်ပြစ်ကွင်းထဲမှာပုံမှန်လေ့ကျင့်တာတွေလုပ်နေတာလို့သိရပါတယ်။လက်ရှိမှာတော့ FBI ကသူ့ရဲ့လူမှုကွန်ရက်မှတ်တမ်းတွေကိုအသေးစိတ်စစ်ဆေးနေပါတယ်။သမ္မတထရန့်ကတော့ဒီလူဟာစိတ်မနှံ့သူတယောက်ပါပဲလို့တုံ့ပြန်လာပါတယ်။